မင်္ဂလာပါရှင်ဒီနေ့မှာတော့ပရိသတ်ဈေးနဲ့အနီးဆက်ဆုံးမှာတည်ရှိနေတဲ့တောင်ကလာပါမြို့နယ်ဓမ္မရာဇလန်းတော်ရအခန်းနဲ့မိတ်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်အလွာမမြင့်မနှိမ်လေးလည်းဖြစ်ပြီးတော့အခန်းထဲမှာအစင်သင့်နေထိုင်ရုံပြင်ဆင်ထားတဲ့တိုက်ခန်းပဲဖြစ်ပါတယ်ရှင်တစ္ဆာမိန်လမ်းမကြီးပေါ်ကဖျားလမ်းမှတ်တိုင်နဲ့အနီးဆက်ဆုံးမှာတည်ရှိနေရပဲဖြစ်ပါတယ်ရှင်တီးတန့်ဝရဏမှာဆိုရင်လည်းကြွေးပြားခင်းမိထားမယ်စမ်းရှိတ်ထုတ်ပေးထားပဲဖြစ်ပါတယ်ရှင်အရှိမျက်နှာစာဖြူကတိုက်အမြင့်မရှိဘူးအလင်းရောင်နဲ့လေဝင်လေထွက်ကောင်းစွာရရှိမှာပဲဖြစ်ပါတယ်ရှင်မိန်ဝင်ပေါင်းမှာဆိုရင်လည်းတကားနှစ်ထပ်ကိုလုံးဝစေးဖြစ်အောင်တက်ဆင်ပေးထားပဲဖြစ်ပါတယ်ရှင်အိတ်ခမ်းဧကမ်းမှာပါကေးအပြည့်ခင်းမိထားပြီးတော့လဘယ်ဘရွန်းနှခမ်းဖွဲ့ပေးထားပဲဖြစ်ပါတယ်ရှင်လှပတင့်တဲ့ခန်းနာမဲ့ TV ကွန်ဆို24နာရီအခန်းအတွင်းမီနဲ့တခြားအိမ်သုံးလျက်စစ်ပစ္စည်းတွေအသုံးပြုလို့ရဖို့အတွက် Power Station ထည့်သွင်းပေးထားပဲဖြစ်ပါတယ်ရှင်ဖျားเจ้าဆောင်ပါဝင်ပြီးတော့အလင်းအောင်ကောင်းကောင်းရမယ့်ပရင်ပေါက်တိုင်းမှာလိုက်ကအထူသားတွေကိုတက်ဆင်ပေးထားပဲဖြစ်ပါတယ်ရှင်တခန်းလုံးရေမီစေချမ်းကင်အကုန်အသစ်အသုံးပြုရမှာပဲဖြစ်ပါတယ်ရှင်စီလင်မှာအလှချက်တည်နဲ့မျက်နှာပန်းကိုပေါ်လွင်အောင်အခန်းအပြည့်မီးဆိုင်လှလှလေးတွေအသုံးပြုပေးထားပြီးတော့ဟောလက်များတက်ဆင်ပေးထားပဲဖြစ်ပါတယ်အခန်းတစ်ခုလုံးမှာအဲကွန်တက်ဆင်ပေးထားပြီးတော့ပရင်ပေါက်တိုင်းမှာကိုရီးယားကျိုးဆက်လိုက်ကမြောက်တက်ဆင်ပေးထားပဲဖြစ်ပါတယ်ရှင်တန်ပန်းတက်ဆင်ပေးထားမယ်ဘေးတိုက်လုံးဝမရှိတဲ့အခန်းပဲဖြစ်ပါတယ်နှစ်ယောက်အိတ်ကရင်ကောင်းကောင်းထည့်လို့ရပြီးတော့အခန်းတိုင်းမှာပရင်ပေါက်ကိုထည့်သွင်းပေးထားပဲဖြစ်ပါတယ်ရှင်အလွှာအနေနဲ့လည်းတတိယတက်ပဲဖြစ်ပါတယ်ပေ40-60ခရမ်းမြေပေါ်မှာရင်ခွဲတိုက်ဆောက်လုပ်ထားပြီးတော့တခန်းချင်းစီရဲ့ပေကျဟာဆိုရင်ဖြင့်18ပေ54ပေကျဝန်းမယ်အခန်းရဲ့အမြင့်က6ပေရှိပါတယ်ရှင်အယောင်စင်းနှုန်းကတော့3990ကိုအထူးညှိနှိုင်းရောက်ချပေးသွားမှာဖြစ်ပါတယ်ရှင်ဗန်းချိတ်နဲ့ဝယ်ယူခြင်းသောဧည့်သည်တော်များအတွက်3050ကိုအထူးညှိနှိုင်းရောက်ချပေးသွားမှာပဲဖြစ်ပါတယ်မီးဖိုကန်အဝင်စလိုက်တော့တက်ဆင်ပေးထားမယ်အိမ်ရှင်မတို့စိတ်တိုင်းကြဖြစ်စီမယ်မီးဖိုကန်အကျယ်ဝန်းဖြစ်ပြီးတော့ကြွေပြားအပြည့်ခင်းနေရမှာကြွေပြားကပ်ပေးထားပဲဖြစ်ပါတယ်ရှင်တီးသန့်ဘေးစင်ပါဝင်ပြီးတော့ရေချိုးခန်းအိမ်သားမှာဆိုရင်လည်း PVC တကောက်အသုံးပြုပေးထားမယ် pressure ban အဝတ်လန်းစဉ်ရေတိုင်ကြီးရှာဝါကိုထည့်သွင်းပေးထားပဲဖြစ်ပါတယ်ရှင်မီးဖိုခုံဘေးစင်နေရာဆိုရင်လည်းအနေတော်ဖြစ်ပြီးတော့ကပ်ဘိနက်ကိုတက်ဆင်ပေးထားပဲဖြစ်ပါတယ်ရှင်အဝီစီဂျိုပြူရေနှလိုင်းပါဝင်ပြီးတော့တောင်းကလာကတော့ရေတော်တော်လေးကိုကောင်းပြီးတော့ကြည်တန်းနေတာပါပဲရှင်အရေးပေါ်လေကားပေါက်မှာဆိုရင်လည်းတန်ပန်းတစ်ထပ်ကိုလုံးဝစေးဖြစ်အောင်တက်ဆင်ပေးထားပဲဖြစ်ပါတယ်အလှဲနဲ့အိမ်နံပါတ်ပေါင်းခြင်းဟာဆိုရင်ဖြင့်အရှိလဲ8ပဲဖြစ်ပါတယ်ဘေးစီစီကြပြီးသားကိုပိုင်မီတာကိုပိုင်မော်တာများပါဝင်ပြီးဘရေကာများတက်ဆင်ပေးထားမယ်စာရွက်စာတမ်းလုံးဝအရှုပ်အရှင်းကင်းတဲ့အခန်းပဲဖြစ်ပါတယ်ရှင်ဧည့်သည်တော်များအကြိုက်နဲ့ထပ်သေးကြစီမဲ့အခန်းလေးဆိုရင်ရွှေစင်းကိုဆက်သွယ်ပေးပါရှင်နှလုံးသားတွေနှွေးထွေးစီမဲ့အေးချမ်းလုံခြုံမှုတက်တောင့်တက်တာအဖြစ်ဆုံးအခန်းကိုအမြန်ဆုံးပိုင်ဆိုင်နိုင်ပါစေလို့ရွှေစင် property မှာစုမုံကောင်းတောင်းပေးလိုက်ပါတယ်ရှင်ချစ်ရတဲ့ဧည့်သည်တော်များတဦးတစ်ယောက်ချင်းစီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်